လှရောသားတွေစကားကြတော့ဆရာတော်ကလဲကြုံမတင်ချင်ဘူးစကားမများပါဘူးဆိုတဲ့ဂတိနဲ့လိုက်ခွင့်တော့ပြုတ်လိုက်တယ်လမ်းမှာဖွက်တကောင်ဖြတ်ပြေးတာကိုတွေ့တော့ဆရာတော်ကတွင်းအောင်တတော်ဝါတွေများကြောရိုးတယ်ရှိတကူလို့ပြောလိုက်တယ်ဒီကလှရောသားကတွင်းအောင်တတော်ဝါတိုင်းကြောရိုးရှိရမယ်ဆိုရင်ခဏန်းတွေဆိုရထားတွဲလို့နေမှာဗျာလို့စကားကပ်ပြီးပြောလိုက်တယ်ဆရာတော်မျက်စောင်းထိုးလိုက်တော့လှရောသားငြိမ်သွားတယ်တနေရာရောက်တော့ရေတိုက်စားလို့ကမ်းမပြူနေတာကိုမြင်တော့တန်ဆောင်တဲ့ရေဆောင်တဲ့ဆိုတာအဲ့ဒါဘောလို့ဆိုလိုက်ပြန်တယ်ဒီကလှရောသားကပါဆက်ပြင်လိုက်သေးတယ်နောက်မှပြန်ထင်းပြီးနေလိုက်တယ်မနေလဲနွားရိုက်တဲ့ချိန်နဲ့ရိုက်ခံရတော့မှာလက်ခုလက်မှာလဲကိုရက်ဆရာတော်ကိုလည်းဆွမ်းကပ်ဖို့နဲ့နွားတွေလည်းနာပင်ဈေးတစ်ခုမှစခန်းချကြတယ်ဟေ့တကမင်းလည်းလက်ကမ်းမနေနဲ့သွားရင်နစ်တွေကိုထင်းရှာကြီးလို့ဆိုလိုက်တော့လှတော်သားထွက်သွားတယ်တော်တော်နဲ့ပြန်မရောက်ဘူးဆရာတော်ဆွမ်းဖုံးပေးပြီးလို့ရင်နစ်တောက်ချင်နေပြီလိုက်သွားကြည့်တော့မှထင်းတုံးကိုရင်နဲ့လောင်းနေတာတွေ့ရတယ်မေးကြည့်တော့ဆရာတော်ပဲတန်ဆောင်တဲ့ရေဆောင်ထက်ဆိုအဲ့ဒါကြောင့်ဓာတ်နဲ့မခွဲပဲရေနဲ့ပတ်ခွဲနေတာလို့ဖြေတယ်ဆရာတော်လည်းသူ့စကားနဲ့သူဆိုတော့အန်ကျိတ်နေရတယ်ရင်နွေးမတော့ရတော့စိတ်ကမကြည်နေဘူးဒါနဲ့သူတကကက်တဲ့တင်မောသီလေးအချိုတဲရင်အတိမြမဲ့ရင်တဲချိုတကိုးလို့ရည်ရွတ်တယ်ဆရာတော်စွမ်းကြံကိုကက်ပီယက်လေးတူစားနေတဲ့လှတော်သားကမြေသီးအမဲတောင်လေးထောင်ပြတယ်ဆရာတော်ဒေါသကမရတော့နွားရိုက်တဲ့ချိန်ပြေးဆွဲပြီးကြောကိုအောင်စော်တော့တယ်ဒါတောင်လှတော်သားကမမှတ်သေးပဲယတနာနှစ်ပါးကေတော်မူပါလို့អော်တယ်ဆရာတော်ကယတနာဆိုတာ၃ပါးရှိတာဟာကဲဟာလို့ဆက်တီးရဲ့ဒီကလှတော်သားကယတနာတစ်ပါးကကိုယ့်ကိုစော်နေတာဘလို့လို့กินနိုင်မလဲဗျာလို့ပြန်လေလျှောက်ထားတဲ့ခင်ဗျာ